အပိုင်းလေးရဲ့အစမှာတော့စာကြီးတိုက်မီးလောင်ရာကနေလွတ်မြောက်ထွက်ပြေးလာတဲ့မိဖုရားရီဝိုင်ရင်ကိုဘီရင်ရှာကိုတန်းကနန်းဆောင်နဲ့ခေါ်သွားပြီးစေကုပေးနေတဲ့အခိုက်အတန့်လေးနဲ့စတင်ထားပါတယ်။တတိယတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့မိဖုရားရီဝိုင်ရင်ဟာရှီအောင်တည်သွားတဲ့မြင်ကွင်းကိုပဲမျက်လုံးထဲမှာပြန်မြင်အောင်နေပြီးကြောင်ကရမ်းတွေអော်နေပါတယ်။အဲဒါကြောင့်ဘီရင်ရှာကိုတန်းကလည်းသူ့မိဖုရားလေးရဲ့လက်ကိုဆုပ်ကိုင်ထားလိုက်ပြီးနှွေးထွေးတဲ့ချစ်ချင်းမြတ်တာတွေနဲ့နှစ်သိမ့်ပေးနေခဲ့ပါတယ်။ခဏကြာတော့နန်းဆောင်ထဲကိုအစေကန်ကြီးအန်ကုန်းရောက်လာပြီးမီရှုရက်တရက်ခန်းတွေကိုဖမ်းမိထားပြီးဖြစ်ကြောင်းဘီရင်ကြီးကိုသတင်းလာပို့ပါတယ်။ရင်းလည်းအန်ကုန်းနဲ့အတူတရားခံတွေရှိအောင်လိုက်လာခဲ့တဲ့အခါမှာတော့တရားခံတွေကသူတို့တွေမတရားဆွဆွဲခံရတာဖြစ်ကြောင်းဘီရင်စီမှာအတနာခံကြပါတယ်။ဒါပေမဲ့မိဖုရားစောနဲ့ဒေါသထွက်နေတဲ့ဘီရင်ကတော့နှစ်ခါပြန်စဉ်းစားမနေတော့ပဲတရားခံတွေကိုချက်ချင်းတင်မင်းချမှတ်လိုက်ပါတယ်။နောက်နေ့မနက်မှာတော့မိဖုရားရီဝိုင်ကအေးမိပြီးအပြင်းဖြားနေတဲ့အတွက်ဘီရင်ရှောက်တန်ကိုယ်တိုင်ဆေးလာတိုက်ပါတယ်။ဘီရင်ကိုမြင်လိုက်ရတဲ့အချိန်မှာပဲရီဝိုင်ကဝမ်းနဲ့စိတ်တွေဝင်လာတာကြောင့်ဘီရင်ကိုဖတ်ပြီးရှာကြီးတိုင်ငင်ငိုချလိုက်ပါတယ်။ဘီရင်ရှောက်တန်ကလည်းသူ့မိဖုရားလေးကိုစိတ်လွတ်ကိုလို့ငိုချလိုက်ဖို့ပြောပါတယ်။နောက်ပြီးမီရှိုးရဲ့သူတွေကိုရှာတွေးခဲ့ပြီးဖြစ်ကြောင်းနဲ့အဲ့ဒီလူတွေကမင်းသားတွန်းရဲ့စေခိုင်မှုကြောင့်လှုပ်ခဲ့တာဖြစ်နိုင်ကြောင်းဘီရင်ကမိဖုရားရီဝိုင်ရင်ကိုပြောပြလိုက်ပါတယ်။ရှီအောင်ရဲ့အဖေမကြီးရွှေကိုလည်းနန်းတော်ကိုပြန်ခေါ်လာခဲ့ပြီးဖြစ်ပေမဲ့မင်းသားတွန်းအဖွဲ့ရဲ့လက်ကနေရှောင်ရှားဖို့အတွက်မြို့ပြင်ကအိမ်တော်လေးမှာခဏထားတာကြောင့်ဘီရင်ကပြောပါတယ်။သမားတော်ရဲ့ရင်ခွဲစစ်ဆေးမှုအရရှီအောင်ကဒုက္ခနာကိုမီးတွေမလောင်ခင်မှာပဲအစိတ်တက်ပြီးတည်သွားခဲ့တာကြောင့်ဝေဒနာကိုအယမ်းခံစားမသွားရပါဘူးဆိုပြီးဘီရင်ကမိဖုရားတီအောင်ထပ်ပြောပြလိုက်ပါတယ်။အဲ့ချိန်မှာတော့ရီဝိုင်ရင်ကရှီအောင်မတည်ခင်သူမကိုပြောခဲ့တဲ့စကားတွေကိုသတိရသွားခဲ့ပါတယ်။ရှီအောင်ကမင်းသားတွန်းရဲ့အစီအစဉ်တွေအကြောင်းရေးထားတဲ့စာအုပ်ကိုမင်းသားတွန်းအိမ်တော်ရဲ့စပိုးဆောင်ပရင်းပေါက်အောင်မှာမြုပ်နှံထားကြောင်းနဲ့နောက်9ရက်လောက်နေမှသွားယူဖို့ရီဝိုင်ရင်ကိုပြောပြသွားခဲ့တာပါ။ဒီအကြောင်းကိုရီဝိုင်ရင်ကဘီရင်ကိုပြန်ပြောပြလိုက်တဲ့အခါမှာတော့ဘီရင်လည်းရှီအောင်ရဲ့တည်ဆုံမှုဟာအချင်းကြီးမဖြစ်တော့ဘူးဆိုပြီးဝမ်းသာနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဘီရင်နဲ့မိဖုရားရီဝိုင်ရင်တို့လည်းသူတို့တွေဝတ္ထုတဲ့ဇလန်အတိုင်းတည်သွားလို့မဖြစ်သေးပဲမင်းသားတွန်းကိုနှိမ်နှင်းဖို့အသက်ရှင်ရအောင်မယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဒါကြောင့်ဘီရင်နဲ့မိဖုရားရီဝိုင်ရင်တို့နှစ်ယောက်သားကဘလို့ပဲအခက်အခဲတွေတွေ့ကြုံလာပါစေအသက်ရှင်အောင်နေကြမယ်ဆိုပြီးတန်နှိပ်တန်ချထားလိုက်ပါတော့တယ်။အဲဒီညမှာတော့မင်းသားတွန်းရဲ့လူယုံတော်လော်ရီကမင်းသားတွန်းကိုစားကိုလုတ်တော်ရှက်ယုံအောင်ကိုတရင်စကားလာပါခဲ့ပါတယ်။လော်ရီကမင်းသားတွန်းနေမကောင်းဖြစ်နေကြောင်းပြောတော့ရှက်ယုံအားလည်းစိုးရင်ပူပန်သွားရပါတယ်။နောက်ပြီးစာကြီးတိုက်မီးလောင်တဲ့အချိန်တုန်းကမိဖုရားရီဝိုင်ရင်နဲ့မင်းသားတွန်းရဲ့အတိုင်ပင်ခံရှီအောင်တို့အတူတူရှိနေခဲ့တာဖြစ်ကြောင်းလော်ရီပြောပြလို့ရှက်ယုံအားသိလိုက်ရပါတယ်။အခုလက်ရှိမှာမင်းသားတွန်းကိုမေတော်ကြီးကလည်းနီးမျိုးစုံနဲ့အာနာတွေပြနေပြီးဘီရင်ကြီးနဲ့ရီဝိုင်ရင်တို့ကလည်းမင်းသားတွန်းရဲ့လက်ရုံးတွေကိုဖျက်တောက်ဖို့ကြိုးစားနေကြကြောင်းလော်ရီကပြောပြလိုက်ပါတယ်။မင်းသားတွန်းကိုယ်တိုင်ကုကေရမဲ့ဖြစ်နေရကြောင်းကိုလို့တော်ရှက်ယုံအားလည်းခုရက်ပိုင်းကိုဂီယူဆိုင်ပြီးနေဖို့လော်ရီကမှာသွားပါတယ်။ဒါပေမဲ့ရှက်ယုံအားကတော့သူမကိုသူမစိတ်ပူရမယ်အစားချစ်သူကောင်းလေးမင်းသားတွန်းကိုသာစိတ်ပူသွားရှာပါတယ်။အဲဒီနောက်မှာတော့ရှက်ယုံအားကမင်းသားတွန်းအတွက်စာတစောင်ကိုလော်ရီနဲ့ထည့်ပေးလိုက်ပြီးဒီစာလေးကမင်းသားတွန်းတကြောပြန်အာနာရလာအောင်ကူညီပေးနိုင်မှာပါလို့အမှားစကားပါလိုက်ပါသေးတယ်။နောက်နေ့မနက်မှာတော့စာကြီးတဲ့မီးလောင်ရာကစလို့မိဖုရားရီဝိုင်ရင်နေမကောင်းဖြစ်သွားတဲ့တဲ့င်ကမေတော်ကြီးရဲ့နားဝါကိုရောက်လာခဲ့ပါတယ်။အထိန်တော်ကြီးကအခုရက်ပိုင်းမှာမိဖုရားရီဝိုင်ရဲ့နန်းဆောင်ကိုဘီရင်သွားတာမတွေ့ရတော့ဘူးဆိုပြီးတော့လဲမေတော်ကြီးကိုပြောပြနေပါတယ်။ဒါမီးလောင်ခဲ့တဲ့ညတော့ရီဝိုင်ရင်ကိုမင်းသားတွန်းပွေ့ချီလာခဲ့ပြီလို့ဘီရင်ကြီးကစိတ်ဆိုးသွားတာဖြစ်နိုင်ကြောင်းအထိန်တော်ကြီးနဲ့မေတော်ကြီးတို့အတင်းတုပ်နေကြပါတယ်။နောက်ပြီးမိဖုရားရီဝိုင်ရဲ့နန်းဆောင်ရဲ့ပစ္စည်းတွေကိုလည်းဘီရင်ကြီးကတခုမကြံအကုန်ထုတ်ယူသွားတဲ့အကြောင်းသိလိုက်ရတဲ့အခါမှာတော့ရီဝိုင်ရင်တယောက်မျက်နှာသာအပေးမခံရတော့ဘူးဆိုပြီးမေတော်ကြီးကဝမ်းသာသွားပါတယ်။တစ်ဖက်မှာတော့ရီဝိုင်ရင်ကိုယ်တိုင်ကလည်းဒီရက်ပိုင်းဘီရင်ကြီးသူ့စီမလာတော့တဲ့အပြင်နန်းဆောင်ရဲ့ပစ္စည်းတွေကိုဘာကြောင့်ထုတ်ယူသွားသလဲဆိုတာကိုအပြေရှာမရဖြစ်နေပါတယ်။အဲ့ချိန်မေတော်ကြီးရောက်လာပြီးနေမကောင်းဖြစ်ခဲ့တဲ့ရီဝိုင်ရင်ကိုအစဉ်ပြေရလာတဲ့လာမေးပါတယ်။တကယ်တော့မေတော်ကြီးကတဲ့ပေးဖို့တက်ရောက်လာတာမဟုတ်ပဲဘီရင်ကြီးမျက်နှာသာအပေးမခံရတော့တဲ့ရီဝိုင်ရင်ကိုစကနာထိုးကျင်လို့ရောက်လာတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မေတော်ကြီးကရီဝိုင်ရင်ကိုကျမ်းမာရေးအကြောင်းမေးတာကနည်းနည်းနှိမ်တဲ့စကားလုံးနဲ့ဦးချိုးတာများဖြစ်နေပါတယ်။မိဖုရားရီဝိုင်ရင်ကလည်းမေတော်ကြီးပြောသမျှအားလုံးကိုစိတ်ထဲမထားပဲခေါင်းငုံခံနေလိုက်ပါတယ်။အချိန်တော်တော်ကြာတဲ့အထိမေတော်ကြီးကမိဖုရားရီဝိုင်ရင်ကိုနှိမ်တဲ့စကားတွေပြောလို့မဆုံးဖြစ်နေရကြောင်းရီဝိုင်ရင်ကိုယ်တိုင်နဲ့ဘေးမှာရှိတဲ့အစီကံလေးတွေကလည်းအိမ်ငိုက်နေကြပါပြီ။တစ်ဖက်မှာတော့ဘီရင်ကြီးနဲ့အစီကံအန်ကုန်းတို့ကမိဖုရားတွေနဲ့ကျင်ရတော်တွေစုနေကြတဲ့တော်ဝင်နန်းဆောင်ကြီးကိုပြင်ဆင်မှုတွေပြုလုပ်နေကြပါတယ်။မေတော်ကြီးကရီဝိုင်ရင်ကိုသူ့စကားတွေနားထောင်ရင်ဘီရင်ကြီးအမျက်တော်ပြေသွားအောင်ပြောပေးပါမယ်။ဘာညာနဲ့နှိမ်လို့ကောင်းနေတော့မှပဲအစီကံကြီးအန်ကုန်းရောက်ချလာခဲ့ပါတယ်။အန်ကုန်းကဘီရင်မင်းမြတ်ဟာဒီနေ့ဒီချိန်အားစလို့မိဖုရားရီဝိုင်ရင်ကိုတော်ဝင်မိဖုရားဖြစ်ယာရုတိုးမြင့်ပေးလိုက်ကြောင်းနဲ့တော်ဝင်နန်းဆောင်ကြီးကိုပါပေးရလိုက်ကြောင်းအမိန့်စာဖတ်ပြလိုက်ပါတယ်။အဲ့ချိန်မှာတော့မှန်းချက်နဲ့နန်းအတွက်မကိုက်သွားခဲ့ရတဲ့မေတော်ကြီးခင်ဗျာရီဝိုင်ရင်ကိုမျက်လုံးပြူးမျက်စံပြူးနဲ့ကြည့်နေုံကလွယ်လို့ဘာမှမတက်နိုင်တော့ပါဘူး။ရီဝိုင်ရင်ကလည်းအယံဝမ်းသာသွားပြီးလေပေါ်နေတဲ့မေတော်ကြီးရှေ့ကနေမြောက်ကြွနဲ့ထွက်သွားလိုက်ပါတော့တယ်။တကယ်တော့ဘီရင်ရှောက်တန်းကမိဖုရားရီဝိုင်ရဲ့ပစ္စည်းတွေကိုတော်ဝင်နန်းဆောင်ကြီးထဲမှာပြောင်းရွှေ့ပေးနေခဲ့တာဖြစ်ပါတယ်။ဒါအောင်မသိတဲ့မေတော်ကြီးနဲ့အခြားလူတွေကတော့ရီဝိုင်ရင်ကိုဘီရင်ကြီးကအမျက်ထွက်သွားလို့ပစ္စည်းတွေပြန်ယူနေတယ်လို့ပဲအထင်မှားနေခဲ့ကြတာပါ။လုံနဲ့ပဲဘီရင်ကြီးနဲ့တော်ဝင်မိဖုရားရီဝိုင်ရင်တို့ကအလွန်ကျေပြောလာတဲ့တော်ဝင်နန်းဆောင်ကြီးထဲမှာပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးနှစ်ယောက်သားအတူတူပျော်ရွှင်စရာတွေဖန်တီးကြပါတော့တယ်
နောက်ပြီးဘီရင်ကြီးကတိုင်းပညာရပ်ကိုအထူးကျွမ်းကျင်တဲ့လူဝက်အဆောင်9ယောက်ကိုလည်းတော်ဝင်နန်းဆောင်ကြီးထဲမှာအချိန်ပြည့်စောင့်ကြပ်နေစေဖို့တာဝန်ပေးထားခဲ့ပါတယ်။အဲ့ဒီအဆောင်9ယောက်ကိုတော့1-2-3-4-5-6ခုဆိုတဲ့နံပါတ်စဉ်တွေနဲ့ပဲဘီရင်ကြီးကနာမည်ပေးထားပါတယ်။မိဖုရားရီဝမ်ရဲ့အန်နီယန်နဲ့ကြုံတွေ့ရပြီဆိုရင်အဲ့ဒီအဆောင်တွေကချက်ချင်းရောက်လာပြီးကာကွယ်ပေးမှဖြစ်ကြောင်းကိုလည်းဘီရင်ကြီးကပြောပြပါတယ်။ဒါတွေကိုသိလိုက်ရတော့ရီဝမ်ရင်လည်းစာကြည့်လိုက်မီးလောင်မှုဖြစ်ကြတဲ့ကသူမအပေါ်ဘီရင်ကြီးပိုကယူဆိုင်လာတာကိုတတိထားမိလိုက်ပြီးအတော်လေးကျေနပ်သွားခဲ့ရပါတယ်။အဲ့နောက်မှာတော့ဘီရင်ကြီးရှောက်တန်တဲ့မိဖုရားရီဝမ်ရင်တို့ကတော်ဝင်နန်းဆောင်ရီတဲ့ကနေအပြင်ကိုတိတ်မထွက်ကြတော့ပဲအထဲမှာပဲပျော်ရွှင်စရာတွေဖန်တီးရင်အချိန်ကုန်နေခဲ့ကြပါတယ်။ဒီအပိုင်းတော်ဝင်မိဖုရားရီဝမ်ရင်အိတ်လိုက်စားလိုက်လို့ပြီးခါးဆိုင်လက်မဝက်ပိုတုတ်လာတဲ့တဲ့ရင်ကမေတော်ကြီးရဲ့နားဝါကိုလည်းရောက်သွားတာကြောင့်မေတော်ကြီးကအမြင်ကတ်နေပါတယ်။ရီဝမ်ရင်နေဒီလောက်စားနိုင်နေရဝက်နှစ်မှမွေးလို့လားမသိဘူးလို့တောင်မေတော်ကြီးကတွေးမိနေပါတယ်။တစ်ဖက်မှာတော့နန်းဆောင်ထဲမှာပဲနေရတာပြင်းလာတဲ့ရီဝမ်ရင်ကနန်းဆောင်အပြင်ကိုထွက်လဲကြဖို့ဘီရင်ကြီးနဲ့တိုင်ပင်နေခဲ့ပါပြီ။လုံနဲ့ရားပဲရောက်တဲ့အခါမှာတော့ဘီရင်ကြီးနဲ့ရီဝမ်ရင်တို့ကလှုပ်ဝက်အဆောင်နေတဲ့အတူနန်းဆောင်ရဲ့အပြင်ဘက်အထိပါရုပ်ဖြတ်ပြီးထွက်လာခဲ့ကြပါတယ်။ပြည်သူတွေနဲ့စီကားနေတဲ့ဈေးတိုင်းတစ်ခုကိုအရောက်မှာတော့ဈေးသည်တွေကဘီရင်ကြီးနဲ့မိဖုရားတို့ရဲ့မကောင်းကြောင်းတွေပြောပြီးဈေးရောက်နေတာကိုမြင်လိုက်ရပါတော့တယ်။ဝတ္ထုတွေကအတိုင်းဆိုရင်ဘီရင်ကြီးရှောက်တန်းနဲ့မိဖုရားရီဝမ်ရင်တို့ကအရန်ဆိုးတဲ့ဗီလိန်ဇက်ကောင်တွေဖြစ်တာကြောင့်ပြည်သူတွေပါဇက်ဖျားမှာနာမည်ဆိုးနဲ့ကြော်ကြားနေခဲ့တာပါ။ဘီရင်ကြီးကဒီလိုလူရှုပ်တဲ့ဈေးတွေကိုဘာလို့ဖို့လာတာလဲဆိုပြီးမေးလိုက်တော့ရီဝမ်ရင်လည်းဘီရင်ကြီးကိုလူတယောက်နဲ့တွေ့ပေးဖို့ဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီလူကတော့မူရင်းဆက်လန်တစ်ခုလုံးအောင်ပြောင်းလဲပြစ်နိုင်တဲ့ဘီရင်ရဲ့ဦးလေးပေကျိုးဖြစ်ပါတယ်။ပေကျိုးကဘီရင်ရဲ့ဦးလေးအရင်တော့မဟုတ်ပေမဲ့ဟိုးရင်တော့နန်းတွင်းထဲမှာဘီရင်ရဲ့အမေနဲ့ငယ်ကျွမ်းစေတငယ်ချင်းတွေဖြစ်ခဲ့ပူပါတယ်။ဘီရင်ရဲ့အမေလောက်ကြံခံရပြီးတဲ့နောက်မှာတော့ပေကျိုးကတောတဲ့တောင်ထဲကိုထွက်သွားပြီးပြိုင်ဆန်ရှားတိုင်းပညာကိုသင်ယူခဲ့ပါတယ်။ဝတ္ထုဇာတ်ကြောင်းအရဆိုရင်ပေကျိုးကသူ့ငယ်ကျွမ်းစေရဲ့သားဖြစ်သူဘီရင်ရှောက်တန်းကိုပြန်ခေါ်သွားဖို့အတွက်ဒီတိုင်းပြည်ကြီးကိုပြန်ရောက်လာခဲ့တာပါ။ဒါကြောင့်ဝတ္ထုဇာတ်ကြောင်းတွေကိုသိထားတဲ့ရီဝမ်ရင်ကပေကျိုးခေါ်ဦးလေးပေကိုလိုက်ရှာဖို့အတွက်လူစီကားတဲ့တိုင်းပြည်တွေကိုထွက်လာခဲ့တာဖြစ်ကြောင်းဘီရင်ကြီးကိုရှင်းပြလိုက်ပါတယ်။အဲနောက်မှာတော့ဘီရင်ကြီးနဲ့ရီဝမ်ရင်တို့ကနေပေါင်းစုံလူတွေရှိတဲ့ပြားစက်ရုံတစ်ခုတည်းကိုဝင်သွားလိုက်ကြပြီးဦးလေးပေကိုရှာဖို့လုပ်ကြပါတယ်။အထဲကိုရောက်တော့ရီဝမ်ရင်ကကားချေတဲ့အုတ်ထင်းသူအမျိုးသမီးကြီးကိုငွေရင်းကားအမြောင်များပေးလိုက်ပြီး VIP အခန်းတစ်ခန်းယူလိုက်ပါတယ်။အတူပါလာတဲ့လှုပ်ဝက်အဆောင်၄ယောက်ကလည်းဘီရင်ကြီးနဲ့မိဖုရားကိုမျက်ခြေမပြတ်စောင့်ကြပ်ပေးနေကြပါတယ်။ VIP အခန်းထဲကိုရောက်တော့တစ်ပတ်အခန်းမှာရှိတဲ့ဧည့်သည်တွေကဘရင်နဲ့မိဖုရားတို့ရဲ့မကောင်းကြောင်းတွေကိုအတင်းအဖျင်းလှုပ်ပြောနေကြတာကြားလိုက်ရပါတယ်။ဒါကြောင့်ဘရင်နဲ့မိဖုရားရီဝမ်ရင်တို့လည်းဧည့်သည်တွေကိုအရေကွန်တွားနွားခြင်းပေမဲ့တရုတ်မှန်ပေါ်ကောင်မှာစိုးရိမ်တဲ့အတွက်စိတ်ထိန်ထားလိုက်ရပါတယ်။ခဏလောက်ကြာလို့ကားချေတဲ့တွေရဲ့ဖြောပြမှုကိုကြီးစုခန်းစားပြီးသွားတဲ့အခါမှာတော့ဘရင်ကဦးလေးပေရဲ့ရုပ်ကိုသိရလားဆိုပြီးရီဝမ်ရင်ကိုမေးလာပါတယ်။ရီဝမ်ရင်ကတော့ဝတ္ထုကိုတေချာမဖတ်ခဲ့ရတာကြောင့်တိတ်မမှတ်မိပေမဲ့ဘရင်ကြီးအထင်မသေးအောင်မှတ်မိတယ်လို့ပဲဂိုက်ကောင်းပြလိုက်ပါတယ်။အဲဒီနောက်ရီဝမ်ရင်ကဝတ္ထုထဲမှာဦးလေးပေရဲ့ရုပ်ရည်ဟာဘရင်ရဲ့အမေနဲ့ဆင်တယ်လို့ဖော်ပြထားတာကိုသတိရသွားခဲ့ပါတယ်။ဒါကြောင့်အမေဖြစ်သူနဲ့တထရတဲ့တူတဲ့ဘရင်ရဲ့ရုပ်ရည်ကိုတဆင့်အသုံးချပြီးဦးလေးပေကိုရှာလို့ရနိုင်ကြောင်းရီဝမ်ရင်ကပြောပြပါတယ်။စကားဆုံးဆုံးချင်းမှာပဲရီဝမ်ရင်ကဘရင်တက်ထားတဲ့နှကမ်းမွေးအတူကိုဗျံကနေဆွဲခွာလိုက်တာကြောင့်ဘရင်ခင်ဗျာအတော်လေးဆက်သွားရှာပါတယ်။အပြန်လန်နေနဲ့ဘရင်ကလည်းရီဝမ်ရင်ရဲ့နှကမ်းမွေးအတူကိုခက်ချမ်းချမ်းပြန်ဆွဲခွာလိုက်ပါတယ်။လုံနဲ့နှစ်ယောက်သားရန်ဖြစ်နေကြတော့မှပဲတစ်ဖက်အခန်းကိုလက်ဖေးလာချပေးတဲ့ဝန်ထမ်းဘိုးတော်ကြီးကိုရီဝမ်ရင်တတိထားမိသွားပါတယ်။ဘိုးတော်ကြီးကအောက်ကျတော့မဲ့ရှင်နွေးအိုးတိုင်းပညာရှင်ဆန်ဆန်ဇက်ကနေလမ်းဖမ်းလိုက်တာကြောင့်ဒါကိုမြင်လိုက်ရတဲ့ရီဝမ်ရင်လည်းဘိုးတော်ကြီးကိုအကဲခတ်ကြည့်နေလိုက်ပါတယ်။ဝတ္ထုထဲမှာတိုင်းပညာရှင်ဦးလေးပေဟာအလွန်လင်းမြန်ဖြတ်လက်ပြီးဘယ်လိုပဲပုံလက္ခဏာတွေရှိကြောင်းဖော်ပြထားတာကြောင့်ရီဝမ်ရင်လည်းအဲ့ဒီဝန်ထမ်းဘိုးတော်ကြီးရဲ့လက္ခဏာတွေကတိုင်းပညာရှင်ဦးလေးပေနဲ့ဆင်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒါကြောင့်ဘရင်ကြီးနဲ့ရီဝမ်ရင်တို့ကဦးလေးပေဟုတ်မဟုတ်စစ်ဆေးဖို့အတွက်အခန်းထဲကထွက်လာတဲ့ဘိုးတော်ကြီးကိုစကားသွားပြောကြည့်ကြပါတယ်။ဘရင်ကြီးကဘိုးတော်ကြီးကိုစကားပြောနေတော့မှတော့မိဖုရားရီဝမ်ရင်ကလည်းဒီတိုင်းမနေပဲဘိုးတော်ကြီးနဲ့ဘရင်ကြီးတို့ရုပ်ချင်းစင်မစင်အကဲခတ်ကြည့်နေပါတယ်။အဲဒီနောက်ဘရင်ကြီးကဦးလေးကျွန်တော်ကိုမှတ်မိလားဆိုပြီးမေးကြည့်လိုက်ချိန်မှာတော့ဘိုးတော်ကြီးလည်းဘရင်ကြီးရဲ့မျက်နှာကိုအနီးကပ်တေချာစိုက်ကြည့်လာပါတယ်။ဒါပေမဲ့ထင်သလိုမဟုတ်ပဲဘိုးတော်ကြီးကလင်မန်းအောက်ကနေဓာတ်တစ်ချောင်းကိုဆွဲထုတ်လိုက်ပြီးဘရင်နဲ့မိဖုရားကိုရုတ်တရက်တိုက်ခိုက်ပါတော့တယ်။အဲဒီချိန်အတူပါလာတဲ့လှုပ်ဝက်အဆောင်တွေကလည်းဘရင်နဲ့မိဖုရားကိုကာကွယ်ပေးပြီးဘိုးတော်ကြီးကိုခုခံကြပေမဲ့တိုင်းပညာအဆင့်ချင်းမတူအားကြောင့်ဘိုးတော်ကြီးကပဲအသာစီးရသွားခဲ့ပါတယ်။အပေါ်ထက်မှာရံပွဲဖြစ်နေကြတာကြောင့်အောက်ထပ်မှာရှိတဲ့ကားချေတဲ့တွေနဲ့ဧည့်သည်တွေကလည်းကြောက်လန့်ပြီးပြားစိမ်ုံအပြေကိုထွက်ပြေးကုန်ကြပါတယ်။ခဏကြာမှတော့ဘိုးတော်ကြီးကလှုပ်ဝက်အဆောင်တွေကိုအမောက်တိတ်ပြီးဘရင်ကြီးနဲ့မိဖုရားရှိရာကိုတက်တက်လျှောက်လာခဲ့ပါတယ်။ဒီချိန်မှာတော့ဘရင်ကြီးနဲ့မိဖုရားယူဝါရင်တို့လည်းသူတို့လူမားသွားလို့ပါဆိုပြီးဘိုးတော်ကြီးကိုပြန်တောင်းပန်ကြပေမဲ့အရန်နောက်ကျသွားခဲ့ပါပြီ။လုံနဲ့ပဲဘိုးတော်ကြီးကလက်ထဲမှာကင်ထားတဲ့ဓာတ်ကိုမြှောက်လိုက်ပြီးဘရင်နဲ့မိဖုရားတို့ထိုးချလိုက်တဲ့အချိန်မှာပဲဇလန်းလေးကလည်းဒီနေရာမှာတင်တခန်းရက်သွားခဲ့ပါတော့တယ်။